ဆိုတော့ဒီတစ်ပတ်ရွေးချယ်ရတဲ့ coffee brand လေးကတော့ထနောင်း coffee ပေါ့နော်ထနောင်းကရန်ကုန်မှာဆိုင်ခွဲအများကြီးရှိရပေါ့နော်ဒါပေမဲ့အခုဝင်းကြီးမြောင်းနဲ့မှာအသစ်ဖွင့်လာတဲ့ထနောင်း coffee ဆိုင်လေးကိုဒီနေ့ taste သွားလုပ်ပြီးမှဖြစ်ပါတယ်ဒီဆိုင်တစ်လေးမှာတခြားဆိုင်နဲ့မတူတာပကြီးပြကန်းနဲ့ coffee ဆိုင်နဲ့တွဲဖွင့်တာပေါ့နော်မတော်ခင်နဲ့ကတော့တည်ရဆိုပေမဲ့သွားကြည့်ရခါမှာနေရာကတော်တော်ကိုဆွတ်ဆောင်မှုရှိနေတယ်ပေါ့နော်ဆိုတော့ရောက်သွားတဲ့ခါကျတော့ vintage ဆန်တဲ့အဆောက်အဦရဲ့modern ပကြီးရဲ့ coffee ရဲ့ပေါ့ဒီသုံးခုကိုဘယ်လိုပေါင်းစပ်ပြီးခန်းစားရမလဲပေါ့အဲ့ဒါကိုအရင်စဉ်းစားတာပဲတကယ်တော့ဆိုတော့ပကြီးပြဝဲမတော့ကြပြီပေါ့နော်ဆုံးဝါရဲ့ဆရာနှစ်ယောက်ကိုလည်းတတိရတယ်ပြီးတော့တောက်ခဲ့ဘူးတဲ့ coffee နဲ့လက်ဖက်လည်းတတိရတယ်ဈေးနှုန်းကတော့ဆိုတာပြတဲ့အတိုင်းပဲနော် brand တွေထားနေဆိုတော့စီးချိုရလို့ပြောလို့ရတယ်ပြီးတော့ရမ်းပူတဲ့ခါကျတော့ cold brew တစ်ခွက်မှာရယ်ပြီးတော့ကိုစိတ်ဝင်စားတဲ့ menu တစ်ခုကိုမှာလိုက်တဲ့ပေါ့အဲ့ဒါမတောက်ဘူးတဲ့ menu ပေါ့Science Space ကကျင်းတယ်လို့ပြောလို့ရရဲဆိုပေမဲ့မိသားစုတွေလာထိုင်လို့ရတဲ့ခုံတွေလည်းရှိတယ်။နှစ်ယောက်ထည့်ထိလို့ရတဲ့ space တွေလည်းရှိပါတယ်။မီနူးတွေမှာဆိုရင်ဆိုရရဲ့ချစ်သူကကပချီနိုမို့ Americano ပဲတောက်တဲ့သူอ่ะမတောက်ဘူးတဲ့မီနူးဆိုလို့ကိုတာတို့မှာကြည့်ရပါတော့တကယ်တော့ဆိုရအကြိုက်ဖြစ်နေတာပေါ့ espresso division နဲ့ no နဲ့ထနာရဲ့ cold brew ရမ်းကောင်းပါတယ်။ဒါပေမဲ့ရေခဲနည်းနည်းရှော့လိုက်တာဆိုတော့ပို့ပြီးဆွဲလန်းစီပါပါ။ဒါပေမဲ့အဲ့ဒီကတော့စိမ့်ပဲ။ဆိုတော့ဆိုဒီမှာအချီပြပွဲမှာ2နာရီလောက်နေတဲ့သူဆိုတော့ coffee မတောက်ခင်တစ်ခါကြည့်ရယ် coffee တောက်ပြီးတော့တစ်ခါကြည့်တယ်ဆိုင်နေရကဝင်ကြီးများအောင်ထဲမှာဆိုရတဲ့ကြောင့်မတက်ပုံရိုက်လို့ကောင်းတဲ့နေရလို့ညှိုးစရာမလို UI တည်တယ်ပေါ့ auto တည်တယ်အဲ့ခါကျတော့ aesthetic ဆိုင်တဲ့ပုံလေးလိုချင်တဲ့ retro vibe လေးလိုချင်တဲ့ဆိုရင်ဒီထနောင်း coffee ဆိုင်ရှိသေးမှလာရင်တော်တော်လေးမိုက်ပါတယ်ဒီဘက်ကတော့ဒီဝင်ကြီးများရောထနောင်းပါတော့နောက်ဘက်ဒီမှာတော့တခြားထနောင်းဆိုင်တွေကိုတွားကြည့်မှာဖြစ်ပါတယ်တတား